ဒီနေ့တော့ကျွန်တော်တို့3ယောက်ဝက်သားသွားဝယ်မှာဖြစ်တယ်အားကြောင့်ကျွန်တော်တို့ဝက်သားရှိတဲ့နေရာကိုကျွန်တော်သွားတယ်ပေါ့နော်ဒီမှာကျွန်တော်ဘလူးမျိုးအသားတွေကိုကောင်းမလဲဆိုတော့ကျွန်တော်ရွေးရမှာပေါ့အားကြောင့်ဒီမှာသူတို့2ယောက်ပဲကျွန်တော်ရွေးခိုင်းနေပါနော်သူတို့ကကောင်းတဲ့ဟာတွေတိမှာအားကြောင့်ဒီမှာတတုံးကတော့သူမရွေးထုတ်သွားပြီးတော့သူထရွေးအောင်မှာပေါ့အဲ့ဒါလေဒါကောင်းတယ်ဒါပေမဲ့သူမကြိုက်ဘူးထင်တယ်တခြားဟာထရွေးတယ်ပေါ့နော်ဒါလည်းစင်မပြေဒါလည်းစင်မပြေပြန်ချတယ်ဒါလည်းသူပြန်ကြည့်ရဲစင်မပြေစင်မပြေတခြားဟာသူပြန်ရှာတယ်ပေါ့ဒါလည်းအသားနေပေါ့စင်မပြေ